ကျင်းစောနီယာဗန်မနက်ပိုင်းဘာစားလဲဆိုရင် overnight oats စားပါတယ် overnight oats ကိုညကလေးကနွားနို့ရဲ့ဒိန်ချင်းရဲ့အုတ်ရဲ့ချီယာစီရဲ့အဲ့လိုမျိုးစိန်ထားတာပေါ့နော်ချီယာစီကဒီဗီဒီယိုထဲမှာမပါဘူးပန်မှားထားမရောက်သေးလို့ပါပန်အုတ်ထဲကိုငပြောသီးနှလုံးဒါမှမဟုတ်အလုံးကြီးရင်တစ်လုံးထည့်ပြီးတော့စားပါတယ်အုတ်ကကြတော့အစာခံနဲ့ကျင်းစောရဲ့လူတွေလည်းတော်တော်များများစားပါတယ်ဒါဆိုရင်ပန်ရဲ့မနက်စာ breakfast ပေါ့နော်ပန်စားနေရတလားကြော်လာတော့ရှိသွားပြီပေါ့နော်အရင်ကလည်းစားဖို့တယ်အခုမှဆွဆွမြဲမြဲစားဖြစ်နေပြီးလို့ရှိရင်ပန်းကြော်ပြားရည်လေးပေါ်ကနေထပ်ဆန်းပြီးတော့စားလိုက်တယ်မကြိုက်လို့ရှိရင်မသိလို့ရှိရင်မထည့်လို့လည်းရပါတယ်ပန်းကြော်တော့အဲ့ဒီအုပ်အပြင်ဘာထပ်စားသေးလဲဆိုရင်ကျဲဥပြုတ်ပါတစ်ခါထည့်ပြီးတော့စားရဲဘိုင်းစားရင်ပန်းနှလုံးစားရဲဘိုင်းမစားဘူးဆိုရင်တော့ပန်းတစ်လုံးပဲစားပါတယ်ဂျင်းနေလဲဆော့ပြီးတော့မနေ့စာကိုအစီတက်တဲ့ဟာပဲစားမယ်ဆိုရင်လည်းအစီလဲကြမှာမဟုတ်ဂျင်းဆော့ရင်ကြွက်သားလဲတက်မှာမဟုတ်ပါဘူးအစားတော့ကတကယ်အရေးကြီးပါတယ်ဝိတကယ်ချကျင်နေဆိုရင်စားတော့ကိုထိမှရမှာပါပန်းကြော်ဗီဒီယိုနေ့လေစာညစာအဲ့လိုတင်ပေးချင်တာပေါ့နော်ပန်မအားလို့မတင်ပေးဖြစ်တာပါမနက်စာတော့ပန်ဒါလေးစားပါရဲ့ကိုကချင်းစော့နေရပါစားရမလဲမသိဘူးဆိုရင်ဒါလေး try ပြီးတော့စားကြည့်ပါအုတ်ကဒီလိုမျိုးစားမယ်ဆိုရင်အဝင်လည်းမဆိုးပါဘူးနော်